တောနဲ့ထဲကဂျပန်ခေတ်ယတနာနေ့ခွေးမလေးများများရဲ့စွန့်စားခံရှီဟောင်းတက်တာတလုံးရဲ့အောက်ခြေမှာဖုံးကွယ်နေတဲ့ဝါကျင့်ကျင့်မြေပုံဟောင်းကြီးကိုမောင်ဝင်းရှာတွေ့ခဲ့ပါတယ်။အဲ့ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဂျပန်ခေတ်မှာမြုပ်နှံထားခဲ့တဲ့ယတနာဒီစီကိုလမ်းညွန်ပြီးမဲ့လျှို့ဝှက်မြေပုံကြီးဖြစ်နေတာကိုသူသိလိုက်တဲ့အခါစိတ်လှုပ်ရှားမှုကြောင့်ရင်ခုန်တန်နေမြန်ဆန်လာပါတော့တယ်။မောင်ဝင်းဟာသူ့ရဲ့သစ္စာရှိတဲ့ခွေးဖြူလေးများများကိုခေါ်ပြီးမြန်မာနိုင်ငံရဲ့အလွန်တရာနှက်ဆိုင်တဲ့လူသူအယောက်အပေါင်းနေတဲ့တောကြီးမြတ်မဲတွေကိုစတင်ထွက်ခွာခဲ့ကြပါတယ်။တောနဲ့ထဲကိုရောက်လေလေတစ်ပင်ကြီးတွေကပိုပြီးအုပ်ဆိုင်ကနေရောင်ကြီးတော့မပေါက်နိုင်အောင်ဖြစ်လာပါတယ်။ညမြလေးကတော့သူ့သခင်ကိုကာကွယ်ပြီးဖို့အစဉ်သင့်ဖြစ်နေတယ်လို့မျိုးမျက်လုံးလေးကိုအမြဲကစားရင်ရှေ့ကနေဦးဆောင်နေပါတယ်။ခရီးတစ်ဝက်မှာတော့သူတို့ဟာရေတကွန်အနီးကကြောက်ဆောင်နေကြကိုဖျက်ချုံရပါတယ်။ရုတ်တရက်ညမြလေးရဲ့အမွေတွေဟာထောင်သွားပြီးတောအုပ်ထဲမှာတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။မောင်ဝင်းတတိမထားမိခင်ပါပဲခြုံပုတ်တီချကနေတရိษံရိုင်းတစ်ခေါက်ရဲ့တဟင်းဟင်းအုံတန်ထွက်ပေါ်လာပါတယ်။အဲ့ဒါဟာတာမန်တရိษံမဟုတ်ပဲအလွန်ကြီးမားတဲ့တောဝက်ကြီးတစ်ခေါက်ပါ။တောဝက်ကြီးကမောင်ဝင်းစီကိုအရှိန်ပြင်းစွာနဲ့ဝင်တိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲညမြလေးကလီလိုညံနှုံးနဲ့ခုန်ထွက်သွားပြီးတောဝက်ရဲ့လေပြင်းကိုအမိအရာဖမ်းကိုက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်သွားပါတော့တယ်။တောဝက်ကြီးကမြမြလေးကိုမြေကြီးပေါ်ပစ်ပေါက်လိုက်ပေမဲ့မြမြလေးကချက်ချင်းပြန်ထပြီးနောက်ထပ်အရှိန်နဲ့ခုန်တက်ကပြန်တိုက်လိုက်တယ်။မောင်ဝင်းဟာကြောက်လန့်တကြားနဲ့သူ့လက်ထဲကဓားကိုကင်ထားမိမဲ့မြမြလေးရဲ့ရဲရင့်မှုကိုမြင်ပြီးအသက်ရှူမှားလောက်အောင်ဖြစ်သွားပါတယ်။မြမြလေးရဲ့ခန္ဓာကိုယ်မှာဒဏ်ရာအချို့ရသွားပေမဲ့သူကနောက်မဆုတ်ပါဘူး။နောက်ဆုံးတော့မြမြလေးကတောဝက်ရဲ့အားနည်းချက်ကိုအမိအယဖမ်းပြီးအားကုန်သုံးကတိုက်ခိုက်လိုက်တဲ့အခါတောဝက်ကြီးကအရှိန်လွန်ပြီး6ကန်းပါဖက်ကိုလိမ့်ကျသွားပါတော့တယ်။မြမြလေးလည်းမောပန်းစွာနဲ့အသက်ကိုပြင်းပြင်းရှူရင်းမောင်ဝင်းစီကိုပြေးလာပြီးသူ့ရဲ့သခင်ကိုလှျာနဲ့ရက်ကဘေးကင်းကြောင်ပြတာပါတယ်။မောင်ဝင်းလည်းမြမြလေးကိုဖက်ပြီးညက်ရည်ဝဲစွာနဲ့ကြီးစုတင်နေမြမြမင်းသာမရှိရင်ငါတော့လို့ပြောရင်းချီးကျူးလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာခက်ခဲတဲ့အချီမီကိုကြော်ဖြတ်ပြီးနောက်မှာတော့မြေပုံညွန်းအတိုင်းနှွေပင်ကြီးဖုံးအုပ်နေတဲ့ဂူဝတစ်ခုကိုတွေ့လိုက်ရပါတယ်။ဂူထဲကိုရောက်တဲ့အခါမြမြလေးကအမှောင်လေးကတန်းချီတက်နေတဲ့တစ်တာဦးကြီးကိုညှိုးပြပြီးဟောင်းပါတယ်။မောင်ဝင်းအဖုံးကိုဖွင့်လိုက်တဲ့အခါရွှေတင်းကားတွေနဲ့ရှီဟောင်းလက်ဝတ်ရတနာတွေဟာဝင်းကနေတောက်ပါလာပါတယ်။ဒါပေမဲ့မောင်ဝင်းအတွက်တခိရတနာကဒီရွှေတွေမဟုတ်ပါဘူး။သူ့ကိုအသက်ပေးကာခွေခဲ့တဲ့မြမြလေးရဲ့သစ္စာတရားပဲဖြစ်ပါတယ်။နေဝင်ချိန်မှာတော့သူတို့နှစ်ယောက်ဟာယတနာတချို့နဲ့အတူအောင်မြင်စွာနဲ့အိမ်ပြန်လန်းကိုလှောက်ရိုင်းခဲ့ကြပါတယ်။သူတို့ရဲ့စွန့်စားခန်းကနေတယောက်ကိုတယောက်ယုံကြည်မှုတွေပုံမှုခိုင်မြဲသွားခဲ့ပါတော့တယ်။